မလေးရှားနိုင်ငံဒီငါးပြတိုက်မှာတော့လူတရက်ကျော်လောက်ရှိတဲ့ငမန်းကြီးတွေဒီလိုမျိုးငါးအများကြီးတွေငှက်တွေကိုတော့စားနိုင်တဲ့ပင်းကူတွေအယိုးမြင်နေရတဲ့ငါးတွေတစ်ပစ်မှာတွယ်နေတဲ့ဖားတွေကိုကြည့်ရဖို့အတွက်မြန်မာငွေ8000လောက်ပေးရပါတယ်ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကောင့်တွေအထဲထဲမှာအများကြီးရှိနေပါသေးတယ်ဒီနေ့ဗီဒီယိုမှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ငါးပြတိုက်ကိုသွားမှာပဲဖြစ်ပါတယ်ဝင်ကြီးကတော့မလေးရှားရင်းဂစ်85ရင်းဂစ်ပေးရပြီးတော့မြန်မာငွေနဲ့တက်မယ်ဆိုတော့8000လောက်ပေးရပါတယ်ကျွန်တော်တို့ညီကို2ယောက်သွားတာဖြစ်ပြီးတော့ဆက်ဆက်ဝင်ချင်းမှာလည်းပါရာနာဆိုရဲအသားစားငါ့ကိုတွေးခဲ့ပါတယ်ဒီငါးတွေကအသားစားလုံးတဲ့အတွက်လူတယောက်ကိုတော့အသားလေးတတ်နိုင်ပါတယ်ပုံမှန်အဖြစ်ဒီငါးတွေကိုတော့အမေဇုံနဲ့ပတ်သက်တဲ့နေရာတွေမှာတော်တော်များများတွေ့ရလေရှိပါတယ်ကျွန်တော်ကတလိပ်စာတွေနဲ့ပတ်သက်လို့ရှိရင်အရန်ပျော်တဲ့အတွက်ကျွန်တော်ရဲ့မျက်နှာအနေထားကိုပဲတစ်ချက်လောက်ကြည့်လိုက်ပါဒီနေရာကိုရောက်ဖို့အတွက်လူတွေကလည်းတော်တော်လေးကိုများနေပါတယ်ဒီခုမြင်နေရတဲ့အကောင့်တိတိလေးတွေကတော့အာဖရိကရုပ်ရှင်ကားထဲမှာတွေ့ရလေရှိတဲ့အာဖရိကအကောင့်လေးတွေပဲဖြစ်ပါတယ်ဒီလိုမျိုးထိုးဆန်းတဲ့အကောင့်လေးတွေနောက်ထပ်အများကြီးရှိနေပါသေးတယ်ကျွန်တော်အသေးစိတ်လိုက်ပြပေးပါမယ်ဒီငါးပြတိုက်မှာအယိုးပဲမြင်ရတဲ့ငါးတွေပေါက်တင်ညိုမျိုးစုံတွေမွေသိမ်းမိကြောက်တွေကင်းမီကောက်တွေဖားတွေလက်တပြန်စာလောက်ရှိတဲ့ပင်းကူတွေလည်းရှိနေပါတယ်ဒီပင်းကူဆိုရင်ငှက်တွေကိုတော့အမဲလိုက်ပြီးစားသုံးပါတယ်ပေါက်တင်ညိုဆိုရင်လည်းကိုမမြင်ဘူးတဲ့ပေါက်တင်ညိုတွေမျိုးစုံကိုမြင်ရမှာဖြစ်ပြီးတော့ငါးတွေဆိုလဲဘာလားဒါလားငါးလားဆိုပြီးတော့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တော်တော်လေးကိုပျော်နေရပါဒီငါးပြတိုက်ကတော်တော်လေးကိုကြီးတယ်လို့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အကောင့်တွေအများကြီးနဲ့လည်းပြည့်နှက်နေပါတယ်ဒီငါးအုပ်ဆိုလဲတစ်ချက်လောက်ကြည့်လိုက်ပါဒီငါးတွေကဂိမ်းထဲမှာတွေ့မြင်ရတဲ့ငါးဖြစ်တော့ပင်လယ်နတ်ရှိုင်းတဲ့နေရာတွေမှာပဲနေထိုင်လေးရှိပါတယ်ရင်းကြီးပုံစံတွဲကတ်နေအစိမ်းအောင်အကောင်တွေကကြတော့ဖားဖြစ်ပြီးတော့သူတို့ကိုတစ်ပင်ဖားလို့ခေါ်ပါတယ်သူတို့ကတစ်ပင်ပေါ်မှာပဲအများဆုံးနေထိုင်လေးရှိပါတယ်ကျွန်တော်တို့ငငယ်တော့ကြီးတဲ့ငါးရုပ်ရှင်ကားတဲ့ငါးတွေလည်းရှိနေတယ်လို့လုံးဝရေအောက်ထဲမှာနေတဲ့ရေငရှင်းတွေလည်းရှိနေပါတယ်ငါးနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးများများပြဆုံလေးနေရှိတယ်လို့ပြောလို့ရပါတယ်ဒါကတော့ငါးပြတိုက်ရဲ့ဒုတိယထပ်ဖြစ်ပြီးတော့ဒီဒုတိယထပ်မှာတော်တော်လေးငါးတွေကပုံများပြီးတော့ပို့ပြီးတော့အကောင်ကြီးတဲ့ငါးတွေလည်းရှိနေပါတယ်စိတ်ဝင်စားစရာကောင်းတာတော့ဒီနေရာကတော်တော်လေးကိုဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလို့ပြောလို့ရပါတယ်ဒီလိုမျိုးငါးတကောင်ဆိုရင်ခလေးတယောက်ရဲ့ခန္ဓာကိုယ်နီးပါးလောက်ရှိနေပါတယ်တလိမ့်ဆန်ချစ်လို့လားတော့မသိဘူးဒီနေရာကကျွန်တော်ရဲ့အပျော်ဆုံးနေရာလို့ပြောလို့ရပါတယ်ကျောင်းတက်တုန်းကကျွန်တော်တို့မြောင်းထဲမှာတွေ့ရလေရှိတဲ့ဒီအကောင့်တွေကိုတော့ငါးပြလိုက်မှာသူတို့တေချာသိမ်းထားပါတယ်ကြောက်ပုစုံတကောင်ဆိုလဲကျွန်တော်တို့ရဲ့လက်တောင်လောက်ကိုရှိနေပါသေးတယ်အခုတစ်ခါမှာတော့ကျွန်တော်တို့ရေအောက်ကိုသွားမှာပဲဖြစ်ပါတယ်ရေအောက်ဆိုတဲ့အတိုင်းပဲဒီလိုမျိုးသူတို့ကဂူပုံစံမျိုးလောက်ပေးထားတယ်အပေါ်မှာကျတော့ငါးတွေသွားနေပြီးတော့အောက်မှာကျတော့ကျွန်တော်တို့ရေအောက်ကနေသွားရမှာပဲဖြစ်ပါတယ်ဒီထဲမှာငါးပေါက်လေးတွေနဲ့အတူတူငလိတ်ကြောက်တွေလိတ်တွေငမန်းတွေလည်းအများကြီးကိုရှိနေပါသေးတယ်ဒီငလိတ်ကြောက်ရဲ့မျက်နှာဆိုရင်ကျွန်တော်တို့ရက်ွက်တဲ့တယောက်နဲ့တူနေတယ်လို့ပဲငမန်းတွေငလိတ်ကြောက်တွေရှိတဲ့အပြင်လိတ်တကောင်ဆိုလဲကလေးတယောက်စာလောက်ကိုရှိနေပါတယ်ဒီငလိတ်ကြောက်ဆိုရင်လဲကျွန်တော်ကိုလာပြီးတော့အဘွားပေးနေတယ်လို့မျိုးကိုဖြစ်နေပါတယ်ငမန်းကိုတွေးတဲ့အချိန်မှာလဲငမန်းရဲ့အရက်က9ပေလောက်ကိုနီးပါးကိုရှိနေပါသေးတယ်တော်တော်လေးကိုကြီးတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ကတော့တခါမှဒီလိုမျိုးမမြင်ဘူးပါဒါ first time လို့ပြောလို့ရပါတယ်ငါးပြတိုက်ဆိုတဲ့အတိုင်းပဲငါးနဲ့ပတ်သက်တဲ့အသေးသေးချက်လက်လေးတွေကိုလည်းသူတို့ကတေချာလေးရှင်းပြထားပါတယ်ကျွန်တော်အတွက်ဒီငါးပြတိုက်ကတော်တော်လေးပြောစရာကောင်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ကတော့ဘူးဒရိုင်မြောက်ပြီးတော့ကုစော်ထားအောင်ပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့် YouTube Channel Facebook Page ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာရွေးဝယ်ယူအားပေးလို့ရပါတယ် TikTok အကောင့်ဂျပန်အကောင့်တွေလည်းဝယ်ယူလို့ရနေပြီပဲဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုလာရောက်ရင်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ